အားလုံးပဲမင်္ဂလာပါ UMC မှကြိုဆိုပါရစေကျွန်တော်အေကူပါ Basis Microsoft Word Part 7မှာ Shape တွေဆွဲပြီးတော့အသုံးပြုတဲ့နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Microsoft Word မှာ Shape တွေဆွဲမယ်ဆိုရင် Tab bar ပေါ်က Insert Tab ကိုရွေးပါ Insert Tab ရဲ့အောက်က Illustration ကိုထဲမှာရှိနေတဲ့ Shape Command ပေါ်မှာ click ချက်နှိပ်ပါအခုလိုမျိုး Shape ပုံစံမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်ဒီထဲကကိုယ်သုံးမြင်တဲ့ Shape ကို click နဲ့ရွေးပါပြီးသွားရင်တော့စာရွက်ပေါ်မှာ click ပြီးဆွဲပါကိုလိုချင်တဲ့အရွယ်အစားရမှာ mouse click ကိုလွှတ်ပါအခုလိုမျိုးကျွန်တော်တို့က shape တစ်ခုဆွဲလိုက်မယ်ဆိုရင်ဒီ tab bar ပေါ်မှာ shape format tab ကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနောက်ထပ် shape ထပ်ပြီးဆွဲပြီးမယ်ဆိုရင် insert tab ကိုပြန်ရွေးစရာမလိုဘဲနဲ့ဒီ shape format tab အောက်က insert shape ထဲမှာရှိနေတဲ့ down arrow ကို click ပြီးတော့ဒီထဲကရွေးချယ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီထဲမှာကိုယ်သုံးမြင်တဲ့ shape ကို click နဲ့ရွေးပါပြီးတော့ရင်စာရွက်ပေါ်မှာ click ပြီးဆွဲပါလိုချင်တဲ့အရွယ်အစားရမှာ mouse click ကိုလွှတ်ပါနောက်တစ်ခါကျွန်တော်တို့ကအခုလိုမျိုး၄တောင်ပုံ shape တွေကို၄နားညီစတူရန်ပုံစံလေးဆွဲပြီးမယ်ဆိုရင်အရင်ဆုံး၄တောင်ပုံ shape ကိုရွေးပါပြီးတော့ရင်တော့ keyboard က shift key ကိုဖိထားပြီးမှဆွဲပေးရမှာဖြစ်ပါတယ်အခုလိုချင်တဲ့အရွယ်အစားရပြီဆိုရင်တော့ mouse click ကိုအရင်လွှတ်ပြီးမှ shift key ကိုလွှတ်ပါ swipe ပုံ shape တွေဆွဲတဲ့အခါမှာလည်း wide ဆန်တဲ့ swipe ပုံတွေကိုဆွဲပေးခြင်းနဲ့ဆိုရင်အရင်ဆုံး swipe ပုံ shape ကိုရွေးပါပြီးတော့ရင်တော့ keyboard က shift key ကိုဖိထားပြီးမှဆွဲပါလိုချင်တဲ့အရွယ်အစားရပြီဆိုရင်တော့ mouse click ကိုအရင်လွှတ်ပြီးမှ shift key ကိုလွှတ်ပါအခုလိုမျိုးကျွန်တော်တို့က shape တွေကိုဆွဲပေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဆွဲထားတဲ့ shape တွေကိုနေရာရွှေ့ပေးခြင်းနဲ့ဆိုရင်တော့နေရာရွှေ့ပေးခြင်းနဲ့ shape ပေါ်မှာ click ဖိဆွဲပေးရမှာဖြစ်ပါတယ်ကိုထားခြင်းတဲ့နေရာရောက်ပြီဆိုမှ mouse click ကိုလွှတ်ပါအခုလိုမျိုးကျွန်တော်တို့က shape တွေကိုနေရာရွှေ့ပေးနိုင်မှာဖြစ်ပါတယ်နောက်ကကျွန်တော်တို့က shape တစ်ခုကို select လိုက်မယ်ဆိုရင် shape ရဲ့ပတ်လည်မှာ reside point တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီ reside point တွေပေါ်မှာကျွန်တော်တို့ကအသွင်ပြင် click ဖိဆွဲပေးပြီးတော့ shape ရဲ့ size ကိုပြောင်းလဲပေးနိုင်ပါတယ်နောက်က shape ရဲ့အပေါ်မှာတွေ့ရတဲ့ဒီ rotate pointer ပေါ်မှာ click ဖိဆွဲပေးပြီးတော့ shape ကို degree တွေလှည့်ပေးနိုင်ပါတယ်ကိုလိုချင်တဲ့အနေထားရမှာ mouse click ကိုလွှတ်ပါနောက်ကကျွန်တော်ဆွဲထားတဲ့ shape တွေကိုအခုဆွဲထားတဲ့ shape ပုံသဏ္ဍာန်ကနေပြီးတော့တခြား shape ပုံသဏ္ဍာန်ပြောင်းပေးမယ်ဆိုရင်ပုံသဏ္ဍာန်ပြောင်းပေးခြင်းတဲ့ shape ကိုအခုလိုမျိုး select ပေးထားမှာဖြစ်ပါတယ်ပြီးသွားရင်တော့ဒီ insert shape group ထဲမှာရှိနေတဲ့ edit shape ကို click ပြီးတော့ change shape ထဲကပြောင်းလို့တဲ့ shape ပုံသဏ္ဍာန်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့အခုကျွန်တော် select ပေးတာဒီ၄တောင်ပုံ shape ကိုအသေးပုံ shape ပုံစံပြောင်းမယ်ဆိုရင်ဒီထဲကအသေးပုံ shape ပေါ်မှာ click နဲ့ရွေးလိုက်ပါအခုလိုမျိုး shape ပုံသဏ္ဍာန်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကအခုကျွန်တော်ဆွဲထားတဲ့ shape တွေကို shape style လေးရွေးချယ်ပြီးတော့သတ်မှတ်ပေးမယ်ဆိုရင် style သတ်မှတ်ပေးခြင်းတဲ့ shape ကိုအရင်ဆုံး select ပါပြီးတော့ရင်တော့ဒီပုံမှာရှိနေတဲ့ shape style ခုထဲက down arrow ကို click ပြီးတော့ဒီထဲကအစင်းနဲ့သတ်မှတ်ပေးတဲ့ style တွေကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီထဲမှာအစင်းနဲ့သတ်မှတ်ပေးထားတဲ့ shape style တွေကိုမသုံးဘဲနဲ့ shape တွေကိုကိုယ်စိတ်ကြိုက်ကျွန်တော်တို့ကသတ်မှတ်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့ဒီ shape style ဂရုတွေက shape fill နဲ့ shape outline ကိုအသုံးပြုရမှာဖြစ်ပါတယ်shape fill ကတော့ shape တစ်ခုရဲ့အတွင်းကာလကိုသတ်မှတ်ပေးတဲ့နေရာမှာအသုံးပြုတာဖြစ်ပြီးတော့ shape outline ကတော့ shape တစ်ခုရဲ့အနားကိုဘောင်ဆိုင်တွေကိုသတ်မှတ်ပေးတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကအခု select ပေးထားတဲ့ဒီအသေးပုံ shape ရဲ့အတွင်းကာလကိုအနီရောင်ပြောင်းပေးမယ်ဆိုရင် shape fill ကို click ပြီးတော့ဒီထဲကအနီရောင်ကို click ချက်နဲ့ရွေးလိုက်ပါအခုလိုမျိုးအနီရောင်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်shape fill မှာဆိုရင်ကျွန်တော်တို့က shape မှာ color တစ်မျိုးတည်းဖြည့်ပေးမယ်ဆိုရင်ဒီ tin color ရဲ့အောက်မှာရှိတဲ့အရောင်တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်color တစ်မျိုးတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့က color အနုအရင် light 2ရောင်3ရောင်ဆက်ထားတဲ့ color တွေကိုသတ်မှတ်ပေးမယ်ဆိုရင်တော့အောက်မှာရှိနေတဲ့ gradient သွားပါဒီထဲကကိုယ်သုံးကြည့်နေတဲ့ gradient color ပေါ်မှာ click ချက်နှိပ်ပြီးတော့ရွေးလိုက်ပါဒါဆိုတော့အခုလိုမျိုး shape မှာ gradient color တက်ရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ gradient color မဟုတ်ဘဲနဲ့ shape fill ကိုတခြားဖေးအနေနဲ့ဖြည့်ပေးခြင်းနဲ့ဆိုရင်လည်း shape fill ကို click ပါအောက်ဆုံးမှာရှိတဲ့တခြားကိုသွားပါဒီထဲကကိုယ်သုံးကြည့်နေတဲ့တခြား face style ကို click နဲ့ရွေးလိုက်ပါအခုလိုမျိုး shape မှာတခြားဖေးကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကတခြားဖေးမဟုတ်ဘဲနဲ့ shape မှာကျွန်တော်က picture ပေးဖြစ်ခြင်းနဲ့ဒီ shape ထဲမှာဓာတ်ပုံလေးထည့်ပေးခြင်းနဲ့ဆိုရင်လည်း shape fill ကို click ပါဒီထဲက picture ကို click ပါဒါဆိုရင်အခုလိုမျိုး insert picture ဘောက်ကြာလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကကိုယ်ကွန်ပျူတာထဲမှာရှိတဲ့ပုံတွေကိုအသုံးပြုမယ်ဆိုရင် front file ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ online ပုံတွေကိုအသုံးပြုမယ်ဆိုရင်တော့ online picture ကိုရွေးချယ်ရမှာဖြစ်ပါတယ်။အခုကျွန်တော်ကကိုယ်ကွန်ပျူတာမှာရှိတဲ့ဓာတ်ပုံတွေကိုအသုံးမှာဖြစ်တဲ့အတွက်ကြောင့် front file ပေါ်မှာ click ချက်နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့အခုလိုမျိုး insert picture ပေါက်ကြာလာမှာဖြစ်ပါတယ်ဒီဘက်အချမ်းမှာဓာတ်ပုံထားတဲ့ location ကိုရွေးပေးရမှာဖြစ်ပါတယ်ကိုဓာတ်ပုံကိုကိုကဘယ်နေရာမှာထားထားရလဲရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဓာတ်ပုံတွေကို desktop ပေါ်မှာထားတာဖြစ်တဲ့ကြောင့် desktop ကို click နဲ့ရွေးပါမယ်desktop ပေါ်မှာကျွန်တော်ကဒီ photo file ထဲမှာထားတာဖြစ်တဲ့ကြောင့်ဒီ photo file ပေါ်မှာ directly နှိပ်လိုက်ပါမယ်ခုလိုမျိုးဓာတ်ပုံတွေရှိတဲ့နေရာကိုရောက်ပြီဆိုရင်တော့အသုံးပြုမဲ့ဓာတ်ပုံကို click နှိပ်ပြီးတော့ရွေးပါပြီးတော့ရင်တော့ဒီယောက်က insert ကို click ပါဒါဆိုရင်အခုလိုမျိုးအသေးပုံရှိရဲ့အတွင်းမှာကျွန်တော်က picture ဖေးလေးဖြည့်ပြီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ကကျွန်တော်တို့ကဒီ shape ရဲ့ bound style ကိုသတ်မှတ်ပေးမယ်ဆိုရင် shape outline ကို click ပြီးတော့ဒီထဲကကိုကြိုက်တဲ့ color ကိုရွေးချယ်ရမှာဖြစ်ပါတယ်အခုဆိုရင်ဒီ shape ရဲ့ bound ဒီကျွန်တော်ပါနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ bound ထူပေးခြင်းနဲ့ဆိုရင်လည်း shape outline ကို click ပြီးတော့ဒီအောက်က weight ထဲမှာ bound to bar ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်ကကျွန်တော် bound style ကို dash line ပုံစံသုံးကြည့်နေဆိုရင်လည်း shape outline ကို click ပြီးတော့ဒီထဲက dash ကိုသွားပါ dash ထဲကကိုကြိုက်တဲ့ dash line style ကို click ချက်နှိပ်ပြီးတော့ရွေးလိုက်ပါဒါဆိုရင်ခုလိုမျိုး dash line style ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ shape မှာတွေ့ရတဲ့ bound ကိုဖျောက်ထားခြင်းနဲ့ဆိုရင် shape outline ကို click ပြီးတော့ဒီထဲက no outline ကိုနှိပ်ပါဒါဆိုခုလို shape မှာ bound ပြောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် bound ပြန်ထည့်မယ်ဆိုရင်လည်း shape outline ကို click ပြီးတော့ဒီထဲက color တစ်ခုရွေးလိုက်ပါခုလိုမျိုး bound ပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်bound မဖွင့်တဲ့ဒီ shape ရဲ့အတွင်းဖေးကိုဖျောက်ထားခြင်းနဲ့ဆိုရင်လည်း shape ဖေးကို click ပြီးတော့ဒီထဲက no ဖေးကိုနှိပ်ပါဒါဆိုခုလိုမျိုးဖေးပြောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ shape ဖေးကိုအနီအောင်ပြန်ပြီးတော့သတ်မှတ်ထားပေးလိုက်ပါမယ်နောက်တစ်ခါကျွန်တော်တို့ကဒီဘက်မှာဆိုရင် 1s time group ဆိုတာရှိပါတယ်ဒါကတော့ကျွန်တော်တို့က shape ပေါ်မှာစာရေးပေးထားရဆိုရင်အဲ့စာတွေကိုပြင်သတ်မှတ်ပေးဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်ဒီ shape ပေါ်မှာကျွန်တော်တို့ကစာရိုက်ထားတာမရှိတဲ့အတွက်ကြောင့် 1s time ထဲမှာရှိတဲ့ command တွေမှိန်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်အခုကျွန်တော်ဒီ shape ပေါ်မှာစာရိုက်လိုက်ပါမယ်ခုလိုမျိုးကျွန်တော်က shape တစ်ခုပေါ်မှာစာရိုက်လိုက်ပြီဆိုရင် 1s time ထဲမှာရှိတဲ့ command တွေလင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်စာတွေကိုပြုပြင်တဲ့ပုံစံနဲ့ shape တွေကိုပြုပြင်တဲ့ပုံစံအတူတူဖြစ်ပါတယ်shape style မှာဆိုရင်ဒီမှာအစင်းသတ်မှတ်ပေးထားတဲ့ shape style တွေရှိသလိုစာတွေမှာဆိုရင်လည်း 1s time မှာဆိုရင်လည်း down arrow နှိပ်ပြီးတော့အစင်းသတ်မှတ်ပေးထားတဲ့ကျွန်တော် text style တွေကိုရွေးချယ်သုံးပြနိုင်မှာဖြစ်ပါတယ်နောက်ကကျွန်တော်တို့က shape style မှာဆိုရင် shape ဖေး shape outline ရှိသလို text style မှာဆိုရင်လည်း text ဖေး text outline ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်သူပေးထားတဲ့ style တွေကိုမသုံးဘဲနဲ့ကိုယ်စိတ်ကြိုက်ကျွန်တော်က text style တွေကိုသတ်မှတ်ပေးပြီးသုံးမယ်ဆိုရင်ဒီဘက်မှာရှိနေတဲ့ text ဖေးနဲ့ text outline ကိုအသုံးပြုရမှာဖြစ်ပါတယ်သတ်မှတ်ပေးတဲ့ပုံစံကတော့ shape ဖေး shape outline မှာသတ်မှတ်ပေးတဲ့ပုံစံနဲ့အတူတူဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကကိုဆွဲထားတဲ့ shape တွေကို copy ပွားမယ်ဆိုရင် copy ပွားခြင်းတဲ့ shape ကိုအရင်ဆုံး select ပါပြီးတော့ရင်တော့ keyboard ကနေပြီးတော့ control C ကိုနှိပ်ပါပြီးတော့ရင်တော့ control V ကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့လောက်ပွားပေးနိုင်မှာဖြစ်ပါတယ်shape တွေမှာဆိုရင်ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုထပ်ထားမယ်ဆိုရင်အခုလိုမျိုးအပေါ်ရောက်နေတဲ့ shape အောက်ရောက်နေတဲ့ shape ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအပေါ်ဆုံးမှာရှိနေတဲ့ shape ကိုအောက်မှာရှိနေတဲ့ shape နှစ်ခုရဲ့အနောက်ဆုံးကိုပို့ခြင်းနဲ့ဆိုရင်အပေါ်ဆုံးက shape ကို select ပြီးတော့ဒီ arrange group ထဲမှာရှိနေတဲ့ sum backward down arrow ကို click ပြီးတော့ဒီထဲက sum to back ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကခုနအပေါ်ဆုံးက shape ဒီ shape နှစ်ခုရဲ့အောက်ဆုံးကိုရောက်သွားတာဖြစ်ပါတယ်ပြန်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးကိုပို့ပေးမယ်ဆိုရင်တော့ဒီ arrange group ရဲ့က bring forward ထဲမှာရှိနေတဲ့ bring to front ကို click ပါဒါဆိုရင်ခုလိုမျိုး shape အားလုံးရဲ့အပေါ်ကိုရောက်လာမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအပေါ်ဆုံးက shape ကို shape တစ်ခုချင်းစီရဲ့အနောက်ကိုတစ်ဆင့်ချင်းပို့ပေးမယ်ဆိုရင်တော့ shape ကိုအရင်ဆုံး select ထားပါပြီးတော့ရင်တော့ sum backward ကိုနှိပ်ပါဒါဆိုတော့အခုလိုမျိုးဒီ swipe shape ရဲ့အနောက်ကိုရောက်တော့မှာဖြစ်ပါတယ်ဒါပေမဲ့သူက sum backward ကိုနှိပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီ shape ရဲ့အနောက်ကိုမရောက်ပါဘူး sum backward ဒီကျွန်တော်က shape တစ်ခုကိုတခြား shape တစ်ခုရဲ့အနောက်ကိုတစ်ဆင့်ချင်းပို့ပေးတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်က shape တစ်ခုကိုတခြား shape ရဲ့အပေါ်ကိုတစ်ဆင့်ချင်းပို့ပေးမယ်ဆိုရင်တော့ဒီပေါ်မှာရှိနေတဲ့ bring forward ကိုနှိပ်ရမှာဖြစ်ပါတယ် bring forward ဒီ shape တစ်ခုကိုအခြား shape တစ်ခုရဲ့အပေါ်ကိုတစ်ဆင့်ချင်းပို့ပေးခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဆွဲထားတဲ့ shape တွေကို align ချိန်ကြည့်ပေးမယ်ဆိုရင်ဒီ arrange group ထဲမှာရှိနေတဲ့ align ထဲမှာရှိနေတဲ့ command တွေကိုအသုံးပြုရမှာဖြစ်ပါတယ်ဥပမာနဲ့ကျွန်တော်က shape တွေကိုမတူညီတဲ့အကြောင်းလေးသတ်မှတ်ပေးလိုက်ပါမယ်ပြီးတော့ရင်တော့ site တွေကိုလည်းကျွန်တော်ကမတူညီအောင်ချုံလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ shape 3ခုကိုကျွန်တော်က align သတ်မှတ်ပေးခြင်းနဲ့ဆိုရင်အဲဒီဆုံးဒီ shape 3ခုကို select ပေးထားမှာဖြစ်ပါတယ်
Microsoft Word မှာကျွန်တော်တို့က sheet တစ်ခုပေါ်မှာ click နှိပ်တာဒီ sheet ကို select တာဖြစ်ပါတယ်။ sheet တစ်ခုထပ်ပို့ပြီးကျွန်တော်တို့က select ပေးခြင်းနဲ့ဆိုရင် keyboard က sheet key ကိုနှိပ်ထားပြီးမှ select ပေးခြင်းနဲ့ sheet ဒီပေါ်မှာ click နှိပ်ပေးရမှာဖြစ်ပါတယ်။အခုကျွန်တော်တို့ဒီ select ပေးထားတဲ့ sheet 3ခုကို align ချိန်ကြည့်ပေးမယ်ဆိုရင် arrange group က align command down arrow click ပြီးတော့ဒီက align left ကိုနှိပ်လိုက်ပါ။ဒါဆိုရင် select ပေးထားတဲ့ sheet 3ခုရဲ့ကျွန်တော်ဘယ်အနားတွေတန်းနဲ့ကျသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီ sheet 3ခုရဲ့ကျွန်တော်တို့ကအလယ် center တွေတန်းနဲ့ကျခြင်းနဲ့ဆိုရင်တော့ဒီ align တွေက align center ကို click ပါ။သို့မဟုတ်ကျွန်တော်တို့ကဒီ sheet 3ခုရဲ့ညာအနားတွေတန်းနဲ့ကျခြင်းနဲ့ဆိုရင်တော့ align တွေက align right ကိုနှိပ်ပါ။ခုလိုမျိုးကျွန်တော်တို့ကညာအနားတွေတန်းနဲ့ကျသွားမှာဖြစ်ပါတယ်။ဆို align ထဲမှာရှိတဲ့ကျွန်တော်တို့ကဒီအပေါ်ဆုံးက command 3ခုဒီ sheet တွေကိုအခုလိုမျိုး downline အနေထားတန်းစီထားတဲ့အနေထားမျိုးမှာ align ချိန်ကြည့်ပေးတာဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က sheet တွေကိုအခုလိုမျိုးအလျားလိုက်ထားတဲ့အနေထားမှာ align ချိန်ကြည့်ပေးမယ်ဆိုရင်အရင်ဆုံးဒီ sheet 3ခုကို sheet key ကိုနှိပ်ပြီးတော့ select ပါပြီးတော့ရင်တော့ဒီ align command တွေက align top ကိုနှိပ်ပါဒါဆို sheet 3ခုရဲ့အပေါ်နားတွေတန်းနဲ့ကျသွားမှာဖြစ်ပါတယ်။အလျားလိုက်အနေထားအလယ် center တွေတန်းနဲ့ကျခြင်းနဲ့ဆိုရင်တော့ align တွေက align middle ကိုနှိပ်ပါအောက်နားတွေတန်းနဲ့ကျခြင်းနဲ့ဆိုရင်တော့ align တွေက align bottom ကို click ပါဒါဆိုအခုလိုမျိုးကျွန်တော်တို့က sheet တွေကိုalign တွေချိန်ကြည့်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ကကျွန်တော်တို့က sheet တွေကို group ဖွဲ့ပေးခြင်းနဲ့ဆိုရင် group ဖွဲ့ပေးခြင်းနဲ့ sheet တွေကိုအခုလိုမျိုး select ပေးထားပါပြီးတော့ရင်တော့ဒီ array group တွေက group ရဲ့ down ကိုနှိပ်ပြီးတော့ဒီထဲက group ကို click ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီ sheet 3ခုဒီ group တစ်ခုလည်းဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ group ပြန်ဖြုတ်ပေးမယ်ဆိုရင်လည်းဒီ group ရဲ့ down ကို click ပြီးတော့ဒီထဲက ungroup ကိုနှိပ်ပါဒါဆိုရင် group ပြုတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့က Microsoft Word မှာ sheet တွေဆွဲပြီးတော့အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။နောက်လာမယ့်ပတ်အိမ်မှာပြန်ပြီးတော့ဆုံပါမယ်။အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။